မင်္ဂလာပါ AMI Game Shop နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ Naruto collaboration လာတဲ့ခါကြလို့ရှိရင်ပါလာမဲ့ Naruto နဲ့ Mobile Legends တို့ collab လုပ်ထားတဲ့မြေပုံအကြောင်းပြောပြသွားပေးမှာပဲဖြစ်ပါတယ် Naruto anime ကိုကြည့်ဖို့ကြားတဲ့လူတွေဆိုလို့ရှိရင်ကိုနိုဟာရွာဂျပန်နီးရွာကို brother တို့တီးကြလိမ့်မယ်ဗျာအခုလာမဲ့ Naruto collaboration နဲ့ Mobile Legends ရဲ့မြေပုံဆိုတာ Naruto တို့ရဲ့ကိုနိုဟာရွာကိုအခြေခံပြီးတော့လုပ်ထားတာအဲ့တော့ brother တို့အနေနဲ့ Naruto ကဘာတွေကိုသွားရတယ်လို့မျိုးဖြစ်လိမ့်မယ်ဆိုတော့ဒီမှာကြည့်ရမယ်ဆိုလို့ရှိရင် Naruto ရွာဂျပန်အမွှေးတက်လေးတွေနဲ့တော်တော်လေးကိုလှတယ်ဗတ်တွေစားတဲ့နေရာမှာဆိုလို့ရှိရင်လေဒီလိုမျိုးနင်ဂျာကြီးလေးချင်းနဲ့ရုပ်ကလေးတွေပါထည့်ပေးထားတယ်နောက်ပြီးတော့တစ်ဖက်မှာကြည့်မယ်ဆိုလို့ရှိရင်လေအောက်မှာကိုနိုဟာရွာကြီးကိုမြင်ရတယ်ဗျာဒီနေရာမှာဆိုလို့ရှိရင်လေဟောရီအစာဦးလေးကိုမြင်ရလိမ့်မယ်အဲ့ဒီအစာဦးလေးက Naruto တို့ငယ်ငယ်တုန်းကြောင်းတက်ရတဲ့နင်ဂျာကျောင်းတော်လေးပဲဖြစ်ပါတယ်ပြီးတော့ enemy base ဘက်မှာဆိုလို့ရှိရင်ဒီလိုမျိုးဖိုကာကဲအိမ်တွေလည်းရှိနေတယ်ဖိုကာကဲတွေဆိုတာကတော့ Naruto တို့ရွာမှာအုတ်ထင်းရတဲ့ဗားကြီးတွေပဲဖြစ်ပါတယ်နောက်ပြီးတော့လောနေရာမှာဆိုလို့ရှိရင်လေမာဗလာရဲ့အမှတ်သားကြီးကိုမြင်ရတာNarutoအငွေ့တက်ကိုလုံးဝယူအတိအကျရတယ်ဗျာဒါအပြင်မက်ရဲ့နေရာအနှံ့ပြားမှာလေဒီလိုမျိုးစက်ကြလေးတွေရှိရယ်မှုံလေးတွေအပြင်ဟော့ရီလိုဖားလေးတွေကလည်းနေရာတိုင်းမှာတွေ့ရနိုင်တယ်အပေါ်လိမ့်ဘက်မှာရှိတဲ့ဒီဖားရုပ်ကြီးအားဆိုလို့ရှိရင်လေရွှေရောင်နေနဲ့တကယ်ကြီးကိုတောက်တောက်ပပကြီးနဲ့လုံးဝယူမိုက်တယ်ဖားရီဆိုတာ Naruto enemy ထဲမှာအရေးပါတဲ့နေရာတစ်ခုကနေပါဝင်နေပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတွေမှာပြန်တွေ့ကြပါမယ်